မင်္ဂလာပါ MSc Motivation Speaker အောင်ဆန်းဝတ်ဖြစ်ပါတယ်ကျွန်တော်တို့အမြဲတမ်းထိတွေ့ရောင်းချနေတဲ့စားသုံးသူ customer တွေအများကြီးရဲ့ကမှ customer 10မျိုးကိုကျွန်တော်တို့ကနော်ပိုင်နိုင်စွာနဲ့ရောင်းချနိုင်တဲ့ပြီပါဒီစနစ်လေးကိုကျွန်တော်ကလက်တွေ့ကျင့်သုံးဖို့ရာအတွက်ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတဲ့ဝယ်သူတွေ customer တွေအကြောင်းကိုဘယ်လိုရောင်းချခဲ့လဲဆိုတဲ့ပညာရပ်လေးတွေကိုမျှဝေသွားမှာပဲဖြစ်ပါတယ်နံပါတ်1 customer ဖြစ်တဲ့ကြိုက်လို့ဈေးမေးတယ်ချက်ချင်းဝယ်သွားတယ်ဒီလို customer မျိုးကျွန်တော် perfect ဖြစ်တဲ့ customer လို့ပြောမှာပေါ့သူတို့ရဲ့အကျင့်စရိုက်လေးတွေကဒီပစ္စည်းကိုဒီ site မှာရှိတယ်ဆိုတာကိုသိတယ်သိလို့လည်းလာဝယ်တယ်အဲ့လို customer မျိုးကြတော့ကျွန်တော်တို့ကဉာဏ်ဆန်မှုနဲ့နော်ထုတ်ပိုးမှုဉာဏ်ဆန်မှုနဲ့ကျွန်တော်တို့ကဝန်ဆောင်မှုအကောင်းဆုံးပေးပြီးတော့ရောင်းချစကားတွေအများကြီးသူ့ကိုဖောင်ဖွဲ့ပြီးတော့ပြောမနေတော့ဘဲနဲ့ငွေပေးချေမှုစနစ်ကိုဉာဏ်ဆန်မှုနှုံးနဲ့ပြုလုပ်မယ်နောက်ပြီးကြတော့ထုတ်ပိုးမှုပုံစံကိုတက်ရနဲ့မြန်ဆန်နဲ့သူ့ကို service ကောင်းပေးရမယ်ကျွန်တော်တို့ကဒီ customer ကောင်းနေတာကိုသိရတဲ့အတွက်ကြောင့်မလို့ဒီ customer နောက်တစ်ခေါက်ကိုယ့်စီပြန်လာပြီးတော့ဝယ်ယူစားသုံးဖို့ရအတွက်ကျွန်တော်တို့ကကျေးဇူးတုံ့ပြန်မှုလေးတွေကိုသိအောင်သူနားလည်အောင်စိတ်ထဲမှာနောက်တစ်ခေါက်ပြန်ပြီးလာဝယ်ခြင်းအောင်ကျွန်တော်တို့ကရိုက်သွင်းနိုင်ရလိမ့်မယ်နံပါတ်1 customer ကတော့ကြိုက်တယ်ဈေးကြည့်တယ်ဒါပေမဲ့မဝယ်ပြဘူးပေါ့နော်အဲ့လို customer မျိုးကကြတော့ပစ္စည်းကိုသဘောကျပေမဲ့ဝယ်ဖို့စိတ်ပိုင်းဖြတ်ဖို့ပေါ့နော်စိတ်ပိုင်းဖြတ်တာနည်းနည်းလေးဇဝေဇဝါဖြစ်နေတာလေးရှိတယ်ဒါမှမဟုတ်လို့ရှိရင်ငွေကြေးပတ်စံအခြေအနေကြောင့်တွန်းဆုတ်နေတာလေးဖြစ်နေလို့ပေါ့နော်ဒါသူကကြိုက်တယ်ဒါပေမဲ့ဈေးမေးကြည့်တယ်ဒါပေမဲ့မဝယ်ဖြစ်ဘူးပေါ့နော်အဲ့လို customer မျိုးကြတော့ဘယ်လိုရောင်းချမလဲအဲ့လို customer မျိုးကြတော့ဘယ်လိုရောင်းချမလဲအဲ့လို customer မျိုးကြတော့ကျွန်တော်တို့ကစိတ်ချမှုနဲ့ကျွန်တော်တန်ဖိုးကိုပြပြီးတော့မှရောင်းချတင်တယ်ပေါ့နော်ပစ္စည်းရဲ့ကောင်းကွက်တွေ quality ရဲ့စိတ်ချပုံတွေကိုထပ်မံပြီးတော့သူ့ကိုရှင်းပြမယ်သူနားလဲတာထက်ကိုကပို့ပြီးတော့သူ့ကိုပို့ပြီးနားလဲအောင်ရှင်းပြနိုင်ရမယ်နောက်ပြီးတော့သူ့ကိုအေးဆေးဆေးလေးနဲ့ပြန်ပြီးတော့မေးခွန်းလေးတွေမေးတာလေးလုပ်ပေးရလုပ်ပေးပြီးတော့မှဒီ customer ကိုဆက်ဆံပြီးတော့ရောင်းချတင်တယ်ပေါ့နော်နံပါတ်3 customer ကတော့မကြိုက်ဘူးဈေးမေးတယ်တန်လို့ဝယ်သွားတယ်ဒီလို customer မျိုးကြတော့ပစ္စည်းကိုအသေးဆွဲမဟုတ်ပေမဲ့ဈေးတန်တယ်ငါမြတ်တယ်လို့သူတို့စိတ်ထဲမှာခံစားရလို့ဝယ်တတ်တဲ့သူမျိုးဖြစ်တယ်အဲ့ကြတော့ဒီလိုလူမျိုးဘယ်လိုရောင်းချမလဲဆိုလို့ရှိရင်တန်မိုးကိုအဓိကပြောပြီးတော့ကျွန်တော်တို့ရောင်းချဒီဈေးနဲ့ဒီ quality ကတခြားဆိုင်မှာမရနိုင်ဘူးဒါမျိုးတခြားနေရာမျိုးမှာမရနိုင်ဘူးဆိုတော့အဲ့လိုမျိုးပုံစံမျိုးတွေနောက်ကျတော့အခုဝယ်ရင်ဘယ်လောက်ထိဘာတွေပို့ပြီးတက်တာသွားမယ်လဲဆိုတော့ဘာတွေပို့ပြီးတက်တာသွားမယ်ဒါတွေကတော့မရှိနိုင်ဘူးဆိုတော့တွန်းအားပေးပြီးတော့ကျွန်တော်တို့ကရောင်းချရမှာပဲဖြစ်တယ်နံပါတ်4 customer ကတော့မကြိုက်ဘူးဈေးမေးတယ်နောက်ပြီးတော့ဝယ်လဲမဝယ်ဘူးသူတို့ရဲ့အကျင့်စရိုက်ကဒီတိုင်းဘာမှမဟုတ်စစုကျင်လို့လာမေးတာမျိုးဖြစ်တယ်အဲ့လိုလူမျိုးအဲ့လို customer မျိုးကြတော့ကျွန်တော်တို့ကယဉ်ကျေးပေါ်ရည်စွာမှုပဲထားပြီးတော့ဆက်ဆံတဲ့နဲ့သူတို့မေးတာတွေညံတာတွေကိုစိတ်မဆိုးတင်ဘူးနောက်ပြီးတော့ဈေးနှုန်းကိုယဉ်ကျေးပြူငါစွာလှပစွာနဲ့ပြန်လည်ဖြည့်ချတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ဆက်ဆံတဲ့နဲ့နောက်ပြီးတော့နောက်မှလိုအပ်ရင်တတိယပေးပါဦးဒါမှမဟုတ်နောက်လိုအပ်ရင်လာခဲ့နော်ဆိုပြီးတော့ကျွန်တော်တို့အကောင်းဆုံး inspiration ကိုခြံထားပြီးတော့ပြောပြီးတော့ရောင်းတင်တယ်နောက်တစ်ချိန်မှာဒီလိုလူမျိုးကဝယ်သူအစ်စ်ဖြစ်လာနိုင်တယ်ပေါ့နော်နံပါတ်5အနေနဲ့တော့အားချောင်းနေအပြစ်ပြောတယ်မဝယ်ဘူးဒီလို customer မျိုးကြတော့အပြစ်ရှာတယ်နော်ကိုယ့်ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုအပြစ်ရှာမယ်
နောက်ကျော်ဈေးကြီးရပြောမယ်စကနိုင်ထိုးမယ်နောက်ဆုံးဘာမှလည်းမဟုတ်ဝယ်လည်းမဝယ်အဲ့လို customer မျိုးကြောင့်ဘယ်လိုဆက်ဆံတင်လဲဆိုလို့ရှိရင် asset တဲ့ progression နဲ့စိတ်ထားနဲ့ကျွန်တော်တို့ကဆက်ဆံတင်တယ်ပေါ့နော်ဆက်ဆံပြီးတော့ရောင်းချတင်တယ်သူတို့နဲ့ပြန်ပြီးတော့ဖတ်ပြီးတော့ပြန်ပြီးတော့မငင်းနဲ့ပေါ့နော်ပြန်ပြီးတော့စကားတွေစကားနိုင်လည်းမလူနဲ့ပေါ့အကြံပြုချက်တွေအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူတို့ရဲ့စကားလေးတွေကိုအကောင်းဆုံးနည်းလမ်းနဲ့ဖြည့်ရှင်းတင်တယ်ပေါ့ရင်ကြည်ကြည်လေးနဲ့တုံ့ပြန်ပြီးတော့အချိန်အများကြီးမပေးဘဲနဲ့ဖြည့်ရှင်းပြီးတော့မှရောင်းချတင်တယ်။ဘာကြောင့်လဲဆိုလို့ချင်းကျွန်တော်တို့ရဲ့ energy တွေစွမ်းရည်တွေကိုအကုန်မခံဘဲနဲ့သူတို့နဲ့ဆက်ဆံတင်။နံပါတ်6 customer ကတော့အားချောင်းနေဒါပေမဲ့ဝယ်လာရတယ်ပေါ့နော်။သူအားချောင်းလို့ဝယ်လာရတယ်ဆိုတဲ့ customer မျိုးသူတို့ကတော့စကားအများကြီးပြောတယ်။ပွားစီတွေလုံတယ်ဒါပေမဲ့နောက်ဆုံးတော့ဝယ်သွားတာပေါ့နော်။ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ service ကိုဝယ်သွားတဲ့ customer မျိုးပေါ့သူတို့ကြတော့အဲ့လို customer မျိုးကြောင့်ကျွန်တော်တို့ကတီးခံပြီးတော့မှနားထောင်ပေးတဲ့အကျင့်မျိုးနဲ့တုံးပြီးတော့ကျွန်တော်တို့ရောင်းချရတာပေါ့နော်သူတို့ပြောသမျှကိုဟုတ်ကဲ့ပါနားလဲပါတယ်ခင်ဗျားလို့လိုက်ရောပေးပြီးတော့မှသူတို့လိုချင်တဲ့အဖြေကိုကွက်တိပေးလိုက်တဲ့ပုံစံမျိုးနဲ့ဆက်ဆံပြီးတော့ကျွန်တော်တို့ရောင်းချရတာသူတို့ကကြတော့အတိမတ်အပြုခံခြင်းတို့ကိုစကားများဖြစ်တဲ့လူမျိုးဖြစ်တယ်အဲကြောင့်လို့အဲ့လိုလူမျိုးကြတော့တီးခံပြီးတော့ကျွန်တော်တို့ကရောင်းချတယ်နံပါတ်9 customer ကတော့ကြိုက်တယ်လို့မကြိုက်တယ်လို့နဲ့ဝယ်လိုက်ရတဲ့ customer မျိုးဒီလို customer မျိုးကြတော့ဇေဝတဝါဖြစ်နေတာဒါမှမဟုတ်လို့ရှိရင်စိတ်ထဲကနေတော့ဝယ်ခြင်းစိတ်ရှိပြီးမြဲတခုခုကိုစိုးရိမ်နေတဲ့သူမျိုးပဲဖြစ်တယ်အဲ့လိုလူမျိုးကြတော့ဘယ်လိုရောင်းချမလဲဆိုယုံကြည်မှုဟိုကျွန်တော်တို့ဆိုင်ကဒါမှမဟုတ်ကျွန်တော်တို့ရဲ့ service ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုယုံကြည်မှုတွေကို experience တွေကိုသူ့ကိုထိုးကြွေးပြီးတော့မှရောင်းချမယ်နော် review တွေ feedback တွေကိုပြပေးရမယ်ဒီလိုမျိုးကျမတို့ဆိုင်ကတော့ဒီလိုမျိုးအရာတွေရှိတယ်ဒီလိုမျိုးပဲရောင်းပေးတယ်ဒီလိုဈေးမှန်တယ်ဆိုတော့ feedback တွေ review တွေကိုကျွန်တော်တို့ကပြသပေးပြီးတော့မှရောင်းချပေးတယ်ဒီပစ္စည်းကအမားနဲ့တကယ်လိုက်ဖက်ပါတယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ရလွယ်အောင်လို့လေဒါမှမဟုတ်ရှင်ဒီပစ္စည်းကတော့ကိုနဲ့တော့လိုက်တယ်ဒီပစ္စည်းကတော့ကိုနဲ့တော့အဆင်ပြေတယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ရလွယ်ကူအောင်ကူညီပြီးတော့တွန်းအားပေးတဲ့စနစ်နဲ့လုပ်ပေးပြီးတော့မှတွန်းအားပေးတဲ့စနစ်ကိုလုပ်ပေးပြီးတော့မှကျွန်တော်တို့ကရောင်းချရတဲ့ customer မျိုးဖြစ်တယ်နံပါတ်8 customer နောက်ဆုံးပေါ့နော်ကြိုက်တယ်လို့မကြိုက်တယ်လို့နဲ့ဈေးမေးတယ်နောက်ကြတော့မဝယ်ဘူးပေါ့နော်သူတို့ရဲ့ဒီ customer ရဲ့အကျဉ်းအရတော့စိတ်ဝင်စားတယ်လို့ပြပြီးတော့ဈေးမေးတယ်ပြီးရင်ကြောက်သွားတတ်တဲ့သူမျိုးပေါ့မပြောဘူးပေါ့နော်ကြည့်ပြီးမပြတယ်စီးမပြောပြတတ်တဲ့လူပေါ့နော်အဲ့လိုစိတ်ဝင်စားတယ်လို့ပြပြီးတော့ဈေးမေးတယ်နောက်ကြတော့လက်ထွက်သွားတယ်ပေါ့နော်ပျောက်သွားတယ်ပေါ့အဲ့လို customer ကြတော့ကျွန်တော်တို့မဝယ်ရရင်နှမျောစရာကြီးဆိုတဲ့သူတို့ရဲ့ဟိုပေါ့နောင်တဖြစ်သွားနိုင်တဲ့ view ဟာမျိုးကိုကျွန်တော်တို့သုံးပြီးတော့ရောင်းချတင်တယ်ဒီနေ့ည show သေးကနောက်ဆုံးပဲဖြစ်တယ်ဒါမှမဟုတ်ရှင်ဒီပစ္စည်းဒါမှမဟုတ်ဒီအထည်ကနောက်ဆုံးပဲကျန်တဲ့အရာတစ်ခုပဲဖြစ်တယ်လို့เนาะကျွန်တော်တို့အဲ့ဒါမျိုးကိုအရေးတကြီးလိုအပ်ချက်ကိုဖန်တီးပြီးတော့မှစကလုံးလှလှလေးနဲ့အဆုံးသတ်ပြီးတော့ရောင်းချမယ် customer မျိုးပဲဖြစ်ပါတယ်ကျွန်တော်ပြောပြလိုက်တဲ့ customer ရှင်မျိုးကမိတ်ဆွေတို့နဲ့အမြဲတမ်းထိတွေ့နေတဲ့ customer မျိုးတွေဖြစ်တယ်အဲ့ကြတော့အယောင်သမားကောင်းဆိုတာကအမြဲတမ်းပဲဝယ်သူရဲ့အခြေအနေချိန်ခါကိုကြည့်ပြီးတော့ရောင်းတက်ရပါတယ်ဝယ်သူရဲ့စိတ်နေစိတ်ဓာတ်ကိုသိပြီဆိုရင် customer service ပေးရတာပိုလွယ်ကူသွားတယ်เนาะကျွန်တော်တို့ရောင်းရတာလည်းပိုအဆင်ပြေသွားတယ်ပေါ့နော်ဟုတ်ပါပြီဒီပိုလေးကိုစေထားပြီးတော့မိတ်ဆွေစီကချက်ပေါက်ထဲကနေတော့ဝယ်သူတွေကဘယ်နာမည်အမျိုးအစားတွေလဲဆိုတာကိုပြန်တိုက်ပြီးတော့မှဓာတ်ရိုက်စစ်ဆေးကြည့်လိုက်ပါဦးမိတ်ဆွေရဲ့လုပ်ငန်းခွင်ကတကယ်ချင်းတွေသိအောင်လဲကျွန်တော်ရဲ့ပိုလေးကို share မင်းလေးလုပ်ပေးသွားပါအောင်လို့ကျွန်တော်ပြောပြတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ